ဆိုပြင်းနေရတော့စပြီးတော့စုံလာတော့အေဒင်ရဲ့ကြည်ချုံဆိုတဲ့ဗီဒီယိုကားပေါ့နော်အဲ့ဒီကားမှာစပြီးတော့စုံနေအမှစပြီးတော့တွေ့တာလွန်ဆန်နိုင်ဘူးအကောင့်ဆိုရီကြုံရမယ်ပြီးတော့ဒီနေ့ပွဲလေးရတော့ဆိုပြည့်အတွက်တကယ်ကိုအမှတ်တရအဖြစ်ဆုံးပွဲလေးပါမဟာဝေခွေခဲမိုးပွားလေးကြီးကြာနေတဲ့အချိန်မှာလေအခုတို့ထီးလေးနဲ့ထွက်တဲ့အခါမှာအားလုံးကအခုတို့နဲ့အတူတူပေါ့တသားလေးရှိနေကြအဲ့ဒါအရင်စိတ်ထဲမှာကြည်နူးပီတိဖြစ်ရချင်းကိုမတားနိုင်တူတဲ့တော့သူပါဆိုပြည့်ရဲ့အချစ်ဦးလည်းဟုတ်တယ်ရီစားဦးလည်းဟုတ်တယ်နောက်ဆုံးချစ်သူလည်းဟုတ်တယ်အခုဆိုရင်အမျိုးသားလည်းဟုတ်တယ်ချစ်စတဲ့ဘဝအလားပါဆုံးနေမိုးရေလေးကြီးကြာသွားတဲ့အတွက်လည်းပို့ပြီးတော့အေးချမ်းချမ်းလေးနဲ့ပို့ပြီးတော့အေးမြမှုဖြစ်တယ်လို့လည်းဆိုပြည့်ခံစားရတယ်ဒီလေးနဲ့အမတ်တရားလည်းဖြစ်သွားတယ်အဲ့အတွက်အရန်လည်းပျော်တယ်မောင်ဟင်းဝေရန်မင်းတို့တရားဝင်အကျင့်လင်မယားအဖြစ်ပေါင်းသိနေထိုင်လိုကြသဖြင့်မိမိတို့၏စိတ်ဆန္ဒအလျောက်ဘောတူလက်မှတ်ရေးထိုးကြပါသည်ဒီစကားအမြဲတမ်းခဏခဏနေ့တိုင်းလိုလိုပြောနေတဲ့စကားဟုတ်ပါတယ်ဒါပေမဲ့ဒီနေ့မှလည်းထပ်ပြီးတော့ပြောချင်ပါတယ်ကိုကိုချစ်ပြီးအရင်ချစ်ပါ